မိန်းလမ်းမတဲပေါက်မြေကွက်အကျယ်ကြီးနဲ့ကျွန်တော်အယောင်ပိတ်ဆက်ပေးပါမယ်ခင်ဗျာ။အင်ချန်မီကနေပြန်လက်ကြိုးဆိုပါရခင်ဗျာ။ညနေကုန်မျိုးမှာခြံကွက်ပေကြကြရှာနေတဲ့လူကြီးမင်းတွေအတွက်တော့ဒီနေ့အယောင်ပိတ်ဆက်ပေးမှာကတော့ဘာဒူလမ်းမကြီးတဲပေါက်ပေါ့နော်။ဘာဒူလမ်းမကြီးကိုတဲပေါက်ဖြစ်တဲ့အပြင်ကိုဘာဒူလမ်းမကြီးကနေ6ကွက်မြောက်ရှိတဲ့ခြံလေးနဲ့ကျွန်တော်အယောင်ပိတ်ဆက်ပေးပါမယ်ခင်ဗျာ။အခုမြင်နေရတာကကျွန်တော်တို့ဘာဒူလမ်းမကြီးဖြစ်ပါတယ်။အခုမြင်နေရတဲ့ကျွန်တော်တို့ပြည်မြမလမ်းကနေဝင်တာနဲ့6ကွက်မြောက်ဆိုကျွန်တော်တို့ရောင်းမဲ့ခြံလေးရောက်ပါပြီခင်ဗျာရောင်းမဲ့ခြံလေးကအခုမြင်နေရတဲ့ခြံလေးပါပေကျယ်ကတော့61ပေပေ80ဖြစ်ပြီးတော့အရန်မြေအမျိုးအစားဖြစ်ပါတယ်ပေါင်းချင်းက lucky 7လေးဖြစ်ပါတယ်ခင်ဗျာမြေဖို့ထားတာဖြစ်တဲ့တော့ရန်တစ်ပင်းဆောက်ရုံပါပဲခင်ဗျာရောင်းချမဲ့ခြံလေးရဲ့ဈေးနှုန်းက38,000ညှိနှိုင်းဖြစ်ပါတယ်ခင်ဗျာ